ထားချက်ကဘလို့ဖြစ်လဲဆိုရင်တရားပွဲနဲ့ဆန့်ကျင်တယ်လို့တော့ပြောရင်လည်းပြောပေါ့သူတို့တွေ KTV မှာဆက် night club တွေတွားမှသူတို့ဘဝတွေအဆင့်မြင့်နေတယ်လို့သူတို့ထင်ကြတဲ့ idea တစ်ခုအဲ့ဒါတော်တော်ဆိုးရတယ်လုံးဝတကယ်တော့ဘာသာတရားနဲ့ဆက်ကျင်တယ်ဦးစင်းတို့ကပြောတာပေါ့ဦးစင်းတို့ကလုံးဝမလုံးရတာဆိုတော့ဟုတ်ပါတယ်အဲ့ဒါလည်းလက်ခံပါတယ်ဦးစင်းတို့ဟာလက်မခံဘူးလက်ခံတယ်ဒါပေမဲ့ဒီအုပ်စီအရာတစ်ခုလှုပ်လိုက်လို့ကောင်းကျိုးတွေဖြစ်လာနိုင်လားမဖြစ်လာနိုင်ဘူးလားဆိုတာတော့စဉ်းစားရတယ်အဲ့ဒီနေရာတွေတွားလို့ရှင်ဒုက္ခရောက်တာနဲ့ဒုက္ခရောက်တာနဲ့ဒုက္ခရောက်ဖို့ပဲများတယ်တေချာတာကအနည်းဆက်ဆုံးမှရှိတယ်ဒါကသွားတဲ့သူတွေသိမှာပေါ့နော်လူငယ်တွေသိမှာပေါ့ပြောချင်တာအဲ့ဒါလေကိုကျင်တရားကောင်းတဲ့ထဲတော့မပါဘူးနော်ကိုကအောင်မြင်တိုးတက်ချင်တယ်ဆိုလို့ရှိရင်အဲ့ဟာတွေလည်းမလုံးတင်ဘူးလို့ဦးသိန်းထင်တာပဲလို့ပြောတာမလုံးဟာဘူးလို့အပြည့်ညင်းတာမဟုတ်ထင်တာပဲလို့ပြောတာအဲ့ဒီမှာဖြစ်လာတဲ့အကျိုးဆက်တွေအများကြီးရှိတယ်ပေါ့အဲကြောင့်မလို့ကိုချင်းသီလကောင်းတာကိုလည်းပဲမျက်နှိုးရမယ်ကိုချင်းသီလကောင်းအောင်ထားရမယ်ကုမ္ပဏီဆိုလဲကုမ္ပဏီတွေပေါ့ဦးဇင်းတို့ business တက်တော့ထားပါတော့ကုမ္ပဏီတွေဆိုမှလဲကုမ္ပဏီတစ်ခုနဲ့တစ်ခုနဲ့ကွန်ပျူတာလုပ်တယ်ပြိုင်ရပြီး construction လို့ construction မလို့တောင်းတဲ့တယောက်ပုတ်ခတ်တယ်ဟိုပြောဒီပြောတယ်အဲ့ဒါတွေအသက်ချို့တာအဲ့ဒါတွေကမိစ္ဆာဇီဝလို့ခေါ်တယ်အဲ့ရလာတဲ့သူများသားသူများတွေဒုက္ခရောက်မှကိုယ်အဆင်ပြေတာစားတော့ကုန်ဆိုလဲစားတော့ကုန်မလို့ပေါ့စသဖြင့်သူများတွေကိုအတင်းပြောကိုကကုမ္ပဏီပဲဖြစ်ဖြစ်ကိုဘဝပဲဖြစ်ဖြစ်ပေါ့ငါဘာတွေတိုးတောင်ငါလောက်ရမှာလဲဆိုတော့အယူဆတက်တွေပဲကိုကယူဆတဲ့တယ်သူ့ကိုကြောက်တွန်းစရာအကြောင်းမရှိဘူးလောကမှာတကယ်အောင်မြင်နေတဲ့သူတွေကဘာမှတကယ်အောင်မြင်နေတဲ့သူတွေကသူများကိုကြောက်တွန်းပြီးအောင်မြင်တာမဟုတ်ဘူးသူကိုယ်တိုင်စိတ်ကူးစိတ်တန်အတစ်တွေရယူပြီးတော့ကြံစတီထွန်းလောက်ကင်ပြီးတော့အောင်မြင်နေကြတာဒါဦးဇင်းတို့နိုင်ငံဆိုရင်ဟိုမိုင်းတို့လည်းသိပဲဦးဇင်းတို့နိုင်ငံဆိုရင်တကယ်ကိုပဲသူတို့ရဲ့ကိုယ်ပိုင်ကိုယ်စွမ်းကိုယ်စားနဲ့ကြီးပွားနေတဲ့သူတွေကလက်ချိုးယူလို့ရတယ်အသက်ချို့စွာပေါ့အဲ့လိုတိလမရှိဘဲနဲ့ကြည့်ရဒါကြီးပွားတယ်လို့မမြည်ပါဘူးအမြင်အနေနဲ့ကတော့ကြီးပွားလို့မလားအဲ့လူတွေမေးကြည့်လိုက်အဲ့လူတွေမှာအပေါ်ကတစ်အချက်ကိုချို့သွားပြီစိတ်မချမ်းသာဘူးအဲ့လူတွေသူတို့တွေကိုမေတ္တာပို့နေရလေသူတို့ရဲ့အကြောင်းဘာဖြစ်တယ်ညာဖြစ်တယ်အဲ့ဒါမေတ္တာပို့တာပဲဘယ်လိုဥမာအနေနဲ့လူတယောက်ကကိုယ်မကောင်းတဲ့ပြောရထားလိုက်စိတ်ချမ်းသာလို့လားစိတ်မချမ်းသာဘူးဒါပုထုဇဉ်တွေကလူတိုင်းပဲလူတိုင်းမှာအဲ့လိုဖြစ်တယ်အပြောချင်တာကကိုချင်းသီလတွေကောင်းဖို့လိုတယ်ကိုတိုးတက်ဖို့အတွက်ကိုအောင်မြင်ဖို့အတွက်သူများကိုရွာစကားနဲ့ပြောမယ်ဆိုခြေကလန်ထိုးလဲစရာအကြောင်းမရှိဘူးသိလားသူများဒီလန်းကတက်တယ်သူဒီလန်းကတက်လို့အောင်မြင်နေရဲ့ငါဒီလန်းကတက်လို့မဖြစ်ဘူးသူ့ထက် shortcut ဖြစ်အောင်သူ့ထက်ဖြတ်လန်းဖြစ်အောင်ငါအခြားနီးလန်းကနေပြီးတော့ရအောင်ယူမယ်အောင်မြင်အောင်လုပ်မယ်ဆိုတဲ့စိတ်ကူးစိတ်တန်းတွေရှိရတယ်အဲ့ဒါမှကိုကျင်တရားလည်းကောင်းတယ်သူ့ထက်လည်းအောင်မြင်နိုင်တယ်အဓိကကသူများကိုအောင်မြင်မှုတော့ကြောက်တွန်းစရာအကြောင်းမရှိဘူးခုလက်ရှိလောကမှာဖြစ်နေတာအများစုကသူများတွေကိုကြောက်တွန်းတယ်ဘဏ်ဆိုလဲဘဏ်မလို့ပေါ့ဒီဘဏ်ကအောင်မြင်နေတယ်အခြားဘဏ်ကဘာဖြစ်တယ်ညာဖြစ်တယ်ရှောက်ပြောတယ်အကျွေးမပေးနိုင်တော့ဘူးရောပြောတယ်ဟိုတိတ်ခါကြသွားတယ်အဓိကနှုတ်စကားကလည်းရေးကြည့်တယ်ပေါ့လေဦးတို့ဆက်ရှင်းပြတော့ပေါ့တိထားမှာကနံပါတ်1ရေးကြည့်တာကြီးပွားအောင်မြင်ခြင်းနဲ့ဆိုရင်ကိုရှင်တရားကောင်းမှုလိုတယ်ဥမာကိုကဝန်ထမ်းဆိုလဲကုမ္ပဏီမှာကိုယ်ပေးထားတဲ့အလုပ်ကိုကြေပွားမလုပ်ဘူးမစင်းကြိုင်ဆိုလဲစင်းကြိုင်မလို့စင်းစရာတွေတခြားမလုပ်ဘူးအင်ဂျင်နီယာဆိုလဲအင်ဂျင်နီယာမလို့ကိုယ် check လုပ်ခိုင်းတယ်တက်လုပ်ခိုင်းတယ်အားတွေမဖြစ်ဘူးသူ report မလုပ်ဘူးစသဖြင့်ပေါ့ကိုကတော့ရေးသားခိုးတာပဲတကယ်ရေးသားခိုးတယ်ဆိုတာလဲကိုကျင်တရားမကောင်းတဲ့သူတွေလုပ်တဲ့အလုပ်အဲ့အချိန်မှာဘာဖြစ်လာမလဲမကြည့်ပါဘူးသိကြတယ်မင်းတို့ရဲ့ boss ကယုံကြည်မှုပေးမှာမဟုတ်ဘူးဘောနဲ့တွေလည်းညာညာပေးလာမှာမဟုတ်ဘူးယာတို့တွေလည်းတိုးပေးလိမ့်မယ်လို့မထင်နဲ့အဲ့ဒါကိုကျင်တရားဖောက်တယ်လေပြီးမှဝမ်းနဲ့ကြေခွဲစားနဲ့တချို့တွေရှိတယ်ဝမ်းနဲ့ကြေခွဲစားနဲ့တပည့်တော်မှဘာဖြစ်တယ်တပည့်တော်မှဘာဖြစ်တယ်သူ့အကြောင်းကိုလိုက်ကြည့်တော့သူကအတစ်ချို့တာလေရှိရတဲ့လောကမှာမာနိုင်ငံဆိုအထူးသဖြင့်အဲ့ association တွေအဖွဲ့အစည်းတွေတော်တော်များများမှာပေါ့ဗန္နာရေးဝင်ကြီးကိုလို့ဗန္နာမှုကိုလို့ဗန္နာရေးမှုတားလုပ်ချင်ရဘာလို့လုပ်ချင်တာကိုသိလားဗန္နာရေးမှုလုပ်ရတော့ပတ်စံများများကန်ရတယ်ပတ်စံများကန်ပတ်စံဖြောင်းတာလေအများစုကိုပြောရတော့အကုန်လုံးကိုပြောခြင်းမဟုတ်ဒါဥဒ္ဓတို့လည်းအတွေ့အကြုံတွေရှိလို့ပြောပြဒီနေရာမှာလူနေကြတာဗန္နာရေးမှုနေရာကိုလူနေကြတယ်အဖွဲ့အစည်းတွေမှာပြောချင်တာတိလဖြူစင်မှုလို့တယ်တိလဖြူစင်တာကိုကျင်တရားကောင်းမှုလို့တယ်ကိုကျင်တရားကောင်းမှုဆိုတာ
ကိုနဲ့နှုတ်နဲ့အဆင့်နဲ့မဟုတ်စိတ်တက်ပိုင်းကိုသူများကြီးတိုင်းမကြံတဲ့ဥပမာဒါဦးဇင်းတို့ကိုတွေးပဲပြောကြအောင်လူတယောက်ကိုကကြည့်မရဘူးထားလိုက်ကြည့်မြသူနဲ့ကိုယ်နဲ့မျက်နှာချင်းဆိုင်တိတယ်သူကလည်းကိုယ်တင်းနေရကိုယ်လည်းတင်းနေရဆိုတော့ဘလို့မှနှစ်ယောက်အပြုံးပန်းမရဘူးသိကြတယ်မျက်ခွက်တိမှလည်းတိတာတယ်အဲ့ဒါလည်းကိုချင်းတရားပဲသိလားအဲ့ဒါစိတ်ကဖြစ်ပေါ်တဲ့ကြောင့်လို့ဒီခန္ဓာကိုယ်မှာလာပြီးတော့ပေါ်တာတို့မကျင်တဲ့ဒေါသတွေဖြစ်နေတာပေါ့အဲ့ဒါဦးဇင်းတို့ပြောချင်တာကတီလကိုချင်းတီလတွေကောင်းမှုပဲလိုတယ်ကိုချင်းတီလကောင်းမှုပဲဆိုတော့ချစ်ခင်ခင်တွေပေါ်မယ်ကိုအလုပ်ဆိုလဲကိုအလုပ်က boss ကကိုထက် senior ကြတဲ့သူကကိုကိုဆက်ဆံမယ်ပေါ့ပတ်စံမပေးလဲကိုကိုရင်ကြည်ယူငန်းက social ရကောင်းမှုမဆက်ဆံရင်လဲကိုဘဝအတွက်တက်လန်းအများကြီးရှိတာပဲအဲကြောင့်ကိုချင်းတီလကောင်းမှုလိုတဲ့နံပါတ်1ကနံပါတ်1ကကျမ်းမာရေးကောင်းကျမ်းမာရေးဆိုတာခုနပြောတဲ့စိတ်ချမ်းသာကိုကျမ်းမာလုပ်ဖို့လိုတယ်နံပါတ်2ကတီလတွေလုံခြုံမှုလိုတယ်ပြောချင်တာကိုချင်းတီလတွေကောင်းမှုလိုတယ်နံပါတ်3ကဟောတာနုမရန်စအိစတိအဲ့ဒါကပညာရှိတဲ့သူတွေကြီးပွားနေတဲ့သူတွေတိုးတက်နေတဲ့သူတွေအောင်မြင်နေတဲ့သူတွေရဲ့စကားတွေကိုတဲ့လိုက်နာကျင့်သုံးရမယ်လို့ပြောတာလမ်းဘေးမှာဟုံးမလက်ဖြစ်နေတဲ့သူအိမ်ဦးမဲ့အိမ်မဲ့ဖြစ်နေတဲ့သူစကားနားထောင်မလားကဘာကြော်နေတဲ့သူတွေရဲ့စကားနားထောင်လားဘယ်ကအကျိုးရှိနိုင်မလဲကိုယ့်ဘောက်စဉ်းစားပေါ့လောကမှာအောင်မြင်ကြီးပွားတိုးတက်ပြီးတော့နာမည်ကျော်နေတဲ့သူတွေရှိတယ်သူတို့တွေကစိတ်ဓာတ်ကောင်းကြပါတယ် share ကြီးလုပ်ပေးပါတယ်ဘယ်လိုလုပ်ရတယ်ဘယ်လိုအောင်မြင်လုပ်ရတယ်အစားသူတို့ share လုပ်ပေးတယ်အများကြီးရှိပါတယ်ဒီနပိုလီယန်ဟေးတဲ့ Master Key to Research တွေမှာကဘာမှာရှိတဲ့မီလီယံတထေးအကြောင်းတွေသူလိုက်မေးထားတာအကုန်လုံးသူတို့တင်ပြတယ်လုံးဝတကယ်ကိုယ်ပိုင်ဉာဏ်စွမ်းနဲ့တကယ်ကြိုးစားပြီးတော့ရခဲ့တဲ့တထေးတွေမှန်သမျှကဘာမှာရှိတဲ့တထေးတွေမြန်မာနိုင်ငံတထေးကတော့ဦးဇင်းတို့လည်းအတိအကျမသိဘူးပေါ့မြန်မာနိုင်ငံတထေးတဦးတော့သိပါတယ်သူကတော့တကယ် share ကြီးလုပ်ပေးနေတယ်သူလည်းဘဝကိုတကယ်ရုန်းကန်ခဲ့တဲ့သူဆိုတော့အဲ့တထေးတရားကတော့တကယ်ဒီမြို့သားကားစားရုံစသဖြင့်ပေါ့အစဉ်ပြေတဲ့ဒီမှာလူငယ်တွေမျိုးဆက်တဲ့လူငယ်တွေကိုအသိဉာဏ်ပွန်လင်းအောင်လို့သူ share လုပ်ပေးနေတယ်သူဘဝဘယ်လိုရက်တည်ခဲ့ရတယ်သူဘဝမှာဘွဲတောင်မရခဲ့ပေမဲ့သူဘဝစူးစမ်းခဲ့တဲ့အတွက်ကြောင့်ခုမြန်မာနိုင်ငံမှာမြန်မာနိုင်ငံရဲ့မီလီယံတထေးစင်းဝင်နေတယ်သူကခရိုနီမဟုတ်ပါဘူးသူ့နာမည်ပြောမယ်ဆိုတော့ပြောလို့ရတယ်မပြောတော့ပါဘူးဒီနေ့မှာရှိတယ်ဆိုတာမြန်မာနိုင်ငံမှာရှိတယ်သူက share လုပ်ပေးနေတယ်အဓိကလူငယ်တွေကအရေးကြီးတယ်ဦးဇင်းတို့လည်းနိဗ္ဗာန်ရောက်ကြောင်းတရားရှုမှတ်ပွားများတာတော့မဟောခြင်းလို့တော့မဟုတ်ပါဘူးအဓိကကိုယ့်ရဲ့ဒီအာတာချက်ဆိုတာရှိတယ်ကိုဖြစ်ချင်နေတဲ့စိတ်ကိုအခြားသူတွေလည်းဖြစ်စေချင်တယ်ကိုယ့်အတွက်လည်းဖြစ်စေချင်တယ်အဲ့ဒီဟာမျိုးတွေကိုပြောရတာကပို့ပြီးတော့ကိုယ့်အနေနဲ့ satisfy ဖြစ်တဲ့အတွက်ကြောင့်ပြောတာပါဒီဇက်တော်ရွေးရတာလည်းအဲ့အကြောင်းရွေးတာပေါ့လေအဓိကလူငယ်တွေကအရေးရန်ကြီးတာပေါ့ဘယ်နိုင်ငံမှာပဲဖြစ်ပါနောက်ဆုံးရွာအစပေါ့နောက်ဆုံးကြီးကြီးပြောရမယ်ဆိုကဘာမှာအထိလူငယ်တွေကအရေးကြီးဦးဇင်းတို့နိုင်ငံအဖွံ့ဖြိုးမတိုးတက်ဘူးဆိုတာဦးဇင်းနိုင်ငံမှာရှိတဲ့ဒီ youth တွေကအသိဉာဏ်ပါမှာလုံးဝမရှိဘူးလို့ပြောခြင်းမဟုတ်အားနေတယ်ဆိုတာကသူတို့သိရမှာကဘုန်းကြီးမတန်ပြောတာတော့မဟုတ်ပါဘူးချက်တင်နှောတာလောက်သူတို့ကစိတ်ဝင်စားကြတယ်ဘာသာရေးဆိုရင်သိစိတ်ဝင်စားခြင်းဘူးစီးပွားရေးဆိုသိစိတ်ဝင်စားခြင်းဘူးအဲ့လိုဟာမျိုးတွေရှိတယ်ဒါဦးဇင်းတို့ research လုပ်ထားတာနော်ဦးဇင်းတို့လည်းကျောင်းနေတက်နေနိုင်ငံခြားကျောင်းနေတက်နေနော်ပြောချင်တာဟာဦးဇင်းတို့ကပလိန်ပြောတာမဟုတ်ဘူး research လုပ်ပြီးပြောတယ်ဘုန်းကြီးတောင်မှာကိုရောဘာလို့ဝတ်တာလဲဆိုတာရှိသေးတယ်တချို့ကဘာလို့ဝတ်တာလဲဘာကြောင့်ဝတ်တာလဲဘာတွေလုံးမှာလဲဟောင်းဝိုင်ဝှက်အိုက်လာတယ်သူတို့တွေကအဲ့လိုမျိုးသူတို့တွေဦးဇင်းတို့ပြောချင်တာကဖြစ်စီချင်ပါတယ်ဦးဇင်းတို့နိုင်ငံကြီးကြီးကျယ်ကျယ်ပြောတာပေါ့ဦးဇင်းတို့တယောက်ချင်းစီအောင်မြင်မှုတွေကိုရစေခြင်းနဲ့ကြီးရလူလည်းကြီးရလူရှေ့ဆက်မသိမချင်းအောင်မြင်မှုကိုရရှိလို့ရတာပဲကြီးလို့ရလို့ဘဝကိုလက်လျှော့ပေးစရာမလိုပါဘူးဂျပန်စကားပုံရှိရယ်သူကဘာပြောလဲ9ကြိမ်လဲ10ကြိမ်မြောက်ပြန်ထမယ်တဲ့ရှုံးနေမှာပဲလေလမ်းမှာသွားရင်အခုမသိ6တိုက်လဲမှာပဲတယောက်ကလည်းတိုက်သွားမှာပဲအဓိကကိုကပြန်ထမယ်ဆိုတဲ့စန္ဒရှိရ15ကြိမ်လဲ16ကြိမ်မြောက်ပြန်ထမှာပေါ့ဟုတ်တယ်မဟုတ်လားအဓိကလူငယ်တွေတိုးတက်ဖို့လိုတယ်ပေါ့ဒီဟာနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့က
ကြီးကျယ်ပြောတာတော့မဟုတ်ပါလေစီစတီကြော့ပြောထားတဲ့စကားလေးရှိတယ် innovation is the only ways to win innovation စိတ်ကူးတစ်တွေအကြံစားတစ်တွေတီထွင်မှုတစ်တွေကတဲ့ the only way တဲ့နီးတနည်းတဲ့ to win အောင်မြင်မှုအကြံစားတစ်တွေအယူဆတစ်တွေတီထွင်မှုအတစ်တွေလုပ်တဲ့သူကအောင်မြင်မှုကိုလုပ်တဲ့နီးတနည်းတာရှိတယ်အဲ့နီးပဲတဲ့ပြောချင်တာကမင်းတို့အားတို့တွေတဲ့စိတ်ကူးရင်အတစ်တွေစိတ်ကူးရင်ဆိုတာစိတ်ကူးခြင်းမျှကိုပြောခြင်းမဟုတ်ဘူးအကောင့်ထဲဖော်ရမယ်စိတ်ကူးတွေတန်မယ်ငကိုဒီဟာသူပြောချင်တာကဥမာကွာဥမာဦးစင်းတို့ဆိုရင်ဒါရောမဦးစင်းတို့ကရွာသားတွေဆိုတော့ရောမနွားထွန်တယ်ပေါ့ဟေးငါတစ်သက်လုံးနွားထွန်ပါလားအေးသူများတွေမနဲ့မိုးလေးမိုးချုပ်ဒီမှာနဲ့နွားနဲ့ပဲလုံးပတ်နေတဲ့ဘဝကိုရက်တိမာလားစိတ်ကူးတစ်ဆိုတာကျွမ်းရတယ်ဒါဦးစင်းတို့ခုမှပြန်ပြီးတော့ match လုပ်ပေးတာပါဒီလိုပဲခုကိုဆိုလဲလက်ရှိမှာငါဝန်တန်းလုပ်နေတယ်ဒီဝန်တန်းဘွားနဲ့ငါဖွားရီတက်တက်လုံးကိုပြီးဆုံးစီမှာလားငါကိုယ်ပိုင်ဖောင်တာဖြစ်အောင်မလုပ်တော့ဘူးလားဒါ innovation ပဲယူဆအောင် innovation ရှိတဲ့သူတွေကအောင်မြင်ခြင်းရဲ့တနည်းတွေကဖြစ်တယ်စတီဂျော်ကြီးရဲ့တမိုင်းကိုသိကြမှာပဲလေစတီဂျော်ကြီးဆိုတာတကယ်တော့မိဘမဲ့တဲ့သူတယောက်ဒီလောက်မီလီယံနာကဘာကျော်လူတိုင်းစိတ်ဝင်စားတဲ့ Apple ဂရုကြီးကိုထောင်နိုင်မှုဆိုတာမဖြစ်နိုင်ဘူးလို့ထင်ကြမှာပဲဟုတ်တော့မလားမဖြစ်နိုင်ဘူးလို့ထင်ကြမှာပဲတကယ်တော့ဖြစ်နိုင်ခဲ့တယ်လေခုဆိုစီရီထွက်ပြီမဟုတ်လား CS Plat တို့ပြောချင်တာကအောင်မြင်မှုအရေးကြီးတယ် innovation ကဒါဦးစင်းတို့အတွက်လည်းလိုတာပဲတို့တက္ကမတွေအတွက်လည်းလိုတာပဲ innovation ကနောက်တစ်ဆင့်ထပ်ပြောမယ်ဦးစင်းမှတ်ထားကစီးပွားရေးလောကအောင်မြင်နေတဲ့သူ2ယောက်ရှိမယ်နိုင်ငံရေးလောကအောင်မြင်နေတဲ့သူ2ယောက်ရှိမယ်အဲ့4ယောက်ကိုဦးစင်းတို့ကအောင်မြင်ကြော်ကြားနေတဲ့သူတွေရဲ့စကားကိုလိုက်နာကျင့်သုံးမယ်ဆိုတဲ့နေရာမှာဦးစင်းတို့အစားထိုးပြသွားချင်တာဒါဖျားဟောနဲ့ညီတယ်ဆွဲကြောင်းပြောချင်တာနောက်တူကလူတိုင်းသိပါတယ် Bill Gates Microsoft founder သူကတော့သက်ရှိထင်ရှားရှိသေးတယ်သူကဘာပြောလဲ